အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့မနေ့ကပန်နိုဂျာနဲ့ဂျော်ရှော်မန်တို့နေရာညနေချင်းဆိုင်သတင်းစာရှင်းလင်းပွဲအပြီးမှာအလားပါဆုံးစကားလုံးတွေနဲ့သူ့ကိုချိုးနှိမ်ပြောဆိုသွားတဲ့ချန်ပီယံဂျော်ရှော်မန်ကိုပန်နိုဂျာဘာတွေပြောသွားခဲ့လဲဆိုတဲ့အကြောင်းတင်ဆက်ပေးသွားမှာပါအဲ့တော့မနေ့က UFC 330ပြိုင်ပွဲအတွက်တွဲသားနေညနေချင်းဆိုင်တဲ့အစီအစဉ်မှာပန်နိုဂျာနဲ့ဘန်တို့နေရာကနောက်လာမှထိုးမဲ့ပွဲအတွက်ပရီဖေအော့လောက်ခဲ့ကြတာဖြစ်ပြီးတော့သတင်းစာရှင်းလင်းပွဲတွေမှာလည်းအင်တာဗျူးတွေဖြေခဲ့ကြတာပါအဲ့တော့ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်းမနေ့ကမျက်နှာချင်းဆိုင်တဲ့အချိန်မှာရောသတင်းစာရှင်းလင်းပွဲမှာပါဂျော်ရှော်မန်တော်ကြီးတစ်ပေါက်ရှမ်းရှမ်းတောက်ပြီးတော့စကလုံးတွေနဲ့ပန်နိုဂျာကိုအကြီးကြီးဖဲခဲ့တာပါအဲ့တော့ချန်ပီယံဟောင်းကြီးပန်နိုဂျာဒေါသတွေမထိန်နိုင်ဖြစ်ပြီးတော့ဘန်ကိုပြေးပြင်းတော့မလို့တော့ဖြစ်ခဲ့သေးတာပါဆိုတော့အလို့အခြေအနေတွေကြောင့်ပန်နိုဂျာနဲ့ဘန်တို့မကြေပွဲကိုရောဂျော်ရှော်မန်ချန်ပီယံဖြစ်နေတဲ့ဖလောင်ဝိုက်တာတစ်ခုလုံးကိုပါ UFC ပရိသတ်တွေပို့ပြီးတော့စိတ်ဝင်စားသွားခဲ့ကြတာပါအဲ့တော့ချန်ပီယံဟောင်းကြီးပန်နိုဂျာကမနေ့ကဘန်ရဲ့အပြောအဆိုအပြုမှုတွေနဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောသွားခဲ့တာပါဂျော်ရှော်မန်ကပရိသတ်ချင်းရဲ့အခင်းချင်းကိုကောင်းကောင်းကင်တွယ်သွားခဲ့တာပါမီးအောင်တွေအောက်မှာမိုက်ကိုဘယ်လိုအသုံးချရမလဲဆိုတာလဲဂျော်ရှော်မန်ကောင်းကောင်းသိပါတယ်ကျွန်တော်ဘက်ကတော့အထက်ကန်ဝိုင်းထဲမှာပဲကိုယ့်ရဲ့ချင်းကိုပြကျင်တာပါဘန်လိုစကားများပြီးတော့အပြောကောင်းတဲ့ဖိုင်ယာမျိုးရှိတာ UFC အတွက်ရောပရိသတ်စိတ်ဝင်စားမှုနေတဲ့ကျွန်တော်တို့ဖန်ဝိုက်တဲ့အတွက်ပါအရန်ကောင်းပါတယ်ဘန်လိုချန်ပီယံမျိုးကိုကျွန်တော်ကိုယ်တိုင်လည်းသဘောကျပါတယ်ဘန်နဲ့မကြေပွဲပြန်ထုတ်ဝင်ရတာကိုပဲကျွန်တော်လည်းကျင်းနေတာပါဆိုပြီးတော့ပြောသွားခဲ့တာပါအဲ့တော့ဘရာဇီးဖိုက်တာပန်နိုဂျာကမနေ့ကဂျော်ရှော်မန်သူ့ကိုစိန်ခေါ်တဲ့စကားတွေကလီးတဲ့စကားတွေပြောတာကသူတို့ပွဲနဲ့သူတို့ဝိတ်တန်းကိုပရိသတ်စိတ်ဝင်စားအောင်လို့ဆိုတာပန်နိုဂျာကောင်းကောင်းသဘောပေါက်ခဲ့တာပါအဲ့တော့ပန်နိုဂျာဘန်ကိုအပြစ်တင်ဝေဖန်တာမျိုးမရှိပဲသူကိုယ်တိုင်တော့ဘန်ကိုသဘောကျသွားတဲ့အကြောင်းပြောသွားခဲ့တာပဲဖြစ်ပါတယ်